ကျွန်တော်မှာလက်ရှိပုံမှန်ဝင်ရတဲ့အလုပ်မရှိသေးပါဘူး။ဒါပေမဲ့ရေစဲကောင်းတာကျွန်တော်မအားဘူးဗျ။ဒီမနေ့ကျွန်တော်ရဲ့ဒူးဒူးလေးကိုပြန်ကြည့်လိုက်တော့ငရင်ကွန်ပျူတာသွားပေးရမယ်။အတော့ရင်သွားကူရမယ်။ဟိုပွဲလေးသွားရမယ်။စရင်သာရှိနေတာကိုဘဝဒူတက်ဖို့အတွက်လောက်ရမယ့်အလုပ်တစ်ခုမှမပါဘူး။မရောအလုပ်တွေသာရှုပ်နေတာညရောက်တော့မအတွက်ဘာမှမလုပ်ဖြစ်ပါလားဆိုတဲ့ခဏချက်မျိုးဖြစ်ဘူးလား။ဒါဟာကျွန်တော်တို့ညီမလေးမျိုးတွေကြားမှာဖြစ်များတဲ့ယောဂတစ်ခုကြောင့်ပါ။ဒါကတော့အားနာတဲ့ယောဂပါပဲကျွန်တော်တို့ကနိုးလို့ပြောလိုက်ရင်တစ်ဖက်လူစိတ်ဆိုးသွားမှာခွင့်ရတစ်ခုတလို့ဆုံးရှုံးသွားမှာအထင်သေးသွားမှာအရန်စိုးရင်ကြတယ်အထူးသဖြင့်ကျွန်တော်လိုအလုံးမရှိတဲ့အချိန်မျိုးမှာငါ့ကိုအထင်သေးသွားမလားဆိုတဲ့စိတ်မျိုးဖြစ်တတ်ကြတယ်ဒါကြောင့်ဘယ်သူဘာခံခံ yes လို့ပြောမိရောဒါပေမဲ့ social lesson စာအုပ်ထဲမှာအရန်ကောင်းတဲ့စကားတစ်ခွန်းပါတယ် you can do anything but not everything မင်းကြိုက်တာလုပ်လို့ရတယ်ဒါပေမဲ့အကုန်လုပ်လို့မရဘူးတဲ့ဒါကိုတစ်ခုလိုချင်တစ်ခုစွန့်လို့ခေါ်ပါတယ်ကျွန်တော်သူများကိစ္စကို yes လို့ပြောလိုက်မိတာကကျွန်တော်တကယ်ကုန်သွားတာကအချိန်မဟုတ်ပါဘူးကျွန်တော်ရဲ့အာရုံစိုက်မှုဖြစ်ပါတယ်သူများကိစ္စကိုညီပေးပြီးပြန်လာတော့လူကပြင်ပန်းနေပြီကိုယ့်အတွက်စာဖတ်ဖို့ဗီဒီယိုရိုက်ဖို့အားမရှိတော့ဒါဟာဈေးကြီးလွန်းတဲ့ပိတ်ဆက်မှုပါပဲဒါကြောင့်ဒီနေ့ကျွန်တော်ဆော့ဖတ်ချက်တစ်ခုချလိုက်တယ်ကျွန်တော်ရဲ့တူတူလေးတွေကကျွန်တော်ရီမန်းချင်းနဲ့မကန့်ရတဲ့အရာတွေကိုကျွန်တော်ချစ်ထုတ်ပြလိုက်တယ်ဒါပေမဲ့လက်တွေမှာညှင်းမှုခတ်တယ်ကျွန်တော်သုံးနေတဲ့ဒီလက်တစ်ခုရှိပါတယ်ဒါကညင်ကြီးတဲ့ညင်းကြီးပါတယောက်ကအကူညီဖို့လာပြောရင်ချက်လက်တစ်ခုလုံးနေလို့ဒီကိစ္စတွေကိုလက်မခံနိုင်သေးတာပါနားလည်ပြီးပါတော့ဆိုပြီးတော့ပြောလိုက်တယ်ဒီလိုပြောလိုက်တော့သူတို့ကစိတ်ဆိုးဖို့နေကြတာမင်းအစီအပြေမလုပ်လိဆိုပြီးတော့ဖြစ်သွားကြသေးတယ်ဆိုတော့မိတ်ဆွေအလုံးမရှိလို့အားနေလို့သူများခံချင်းများလက်လုပ်နေမယ်ဆိုရင်တော့ခင်ဗျားရဲ့ကိုယ်ပိုင်လမ်းကြောင်းကိုဘယ်တော့မှရှာတွေ့မှာမဟုတ်ပါဘူးကိုယ့်ရဲ့အချိန်ကိုကိုကတန်ဖိုးထားမှသာလျှင်သူများကလည်းကိုတန်ဖိုးထားမှာပါဆိုတော့ခင်ဗျားရဲ့ဒူဒူလေးကိုပြန်စစ်ကြည့်ခင်ဗျားအတွက်မဟုတ်ဘဲနဲ့အားနာလို့ထက်တာမိတဲ့အရာမှန်သမျှကိုဘောပဲနေနဲ့ချစ်လို့ပြလိုက်ပါဘောကတော့မင်းမင်းထွေးပါမနေ့ပြန်ကြရင်တော့မလိုအပ်တဲ့အရာတွေဖယ်ထုတ်ပြီးတဲ့နောက်အရေးကြီးဆုံးအရာတခုတည်းကိုပဲဘယ်လိုအာရုံစိုက်မလဲဆိုတာဆက်ပြီးတော့ပြောပြပါမယ်